ဒီနေ့ကတော့အရန်ခွေးကြီးလေးပါမကြံလူဆောင်တက်ဆောင်နေပဲခွေးကြီးဟာတွားကြည့်မှာဖြစ်ပါတယ်။မကတော့သူ့မွေးနေ့မှာခွေးကြီးဟာလူကျင်နေတဲ့အဲ့နဲ့ပဲဟိုဆက်ဆက်တီဆက်ဆက်ရှာကြည့်လိုက်တော့ဒီမြညာခွေးဆောက်ရှောက်ကြီးဟာကိုတွေ့တယ်ပေါ့နော်။နေရတော့မြို့ထဲမှာမဟုတ်ဘူး။အဲ့အကြောင်းတနေ့စာအတွက်လူကျင်လဲရတယ်လို့တလားစာလာချင်းထည့်လို့လည်းရတယ်။သူတို့ကဂေယခွေးတင်မကပဲနဲ့လမ်းဘေးကခွေးကိုလည်းကျွေးသေးတယ်။ခွေးကလေးကတော့မြင်တဲ့တည်းမှာရွေးဆုံးစိုက်ဆုံးပါတယ်။သူတို့ကျွေးနေကြမယ်တီရောအိမ်မှာတကောင်ချေစီထွက်လာကြအိမ်မှာတဲ့အများကြီးပဲပေါ့နော်။နေကနေတခါချက်ခဲ့ပြီးတော့ဂေယသွားလမ်းတစ်ချောင်းမှာလမ်းမေးခွေးကိုကျွေးသွားတာ။အဲ့လိုကျွေးပြီးသွားရင်လည်းနောက်ဆုံးတော့ဂေဟာရောက်ပါပြီ။ချောကလည်းတစ်ခါမှမရောက်ဘူးလို့သွားကြည့်ကြည့်ရပါတော့။အများကြီးပဲ။တအားလဲဟောင်းရတယ်။ဒါအကောင်ဆုံးမဟုတ်သေးဘူးဟိုဘက်ခြံဝင်းထဲမှာလည်းရှိသေးရဲ့တဲ့သူတို့တွေကထမင်းစားချိန်ရောက်မှဒီဘက်ကိုလာပြီးတော့စားကြတာတဲ့အသေးတွေသွားပြီးတော့အစာကျွေးလို့ရတယ်သူတို့ကလုံးဝမကြိုက်ဘူးဒါပေမဲ့အတန်းတော့တော်ပြောင်းတယ်ဂီယာခွေးဘယ်လောက်ချစ်လဲဆိုကြည့်ပါအကုန်လုံးကလေဝပ်တုတ်ပြီးတော်ချစ်စရာလေးဒီလားဂီယာဦးလေးအန်ဒီခွေးဘယ်လောက်ချစ်လဲဆိုဒီမှာကြည့်ပါတော့ Facebook page တဲ့ညာဘက်ထောင်းမှာရေးထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်ကျေးဇူးပါ